အဲ့တော့စဝိုင်းချမ်းတို့ကဘာလို့ခေါ်လဲစင်မီဆိုင်ကယ်လို့မခေါ်ဘူးလားဟုတ်တယ်နော်အဲ့တော့စဝိုင်းချမ်းတွင်းမှာရှိတဲ့ဓာတ်ဒီဘယ်လောက်ဒီဂရီရှိလဲ180ဒီဂရီအော်ဟုတ်စဝိုင်းချမ်းရဲ့တစ်ဖက်မှာရှိဒီမှာစဝိုင်းချမ်းလေစဝိုင်းချမ်းရဲ့တစ်ဖက်မှာရှိတဲ့ဓာတ်နော်ဒီတောင်လေးဒီဘာတောင်လေးဖြစ်နေလဲ90 degree ဖြစ်နေမဟုတ်လား90ဒီဂရီဖြစ်နေဆိုလို့ရှိရင်90 degree เนาะအဲ့တော့စင်မီဆိုင်ကဒေါင်90เนาะအဲ့တော့စဝိုင်းချမ်းဒေါင်တွေတူကြတယ်လို့မှတ်မယ်เนาะစဝိုင်းချမ်းရဲ့တစ်ဖက်မှာရှိတဲ့ဒေါင်ဒီ90 degree ဖြစ်သည်အဲ့ဒါကော်ရိုလာရီ1.2เนาะဒါဆိုရင်ကျဲတို့ကဒါလေးကိုတူကောင်းမှဆို angle ACB ကဘယ်လောက် degree လဲ90 degree เนาะဒီမှာလို့မှတ်လို့ရှိရင်စဝိုင်းချမ်းရဲ့ဒေါင်90စင်မီဆိုင်ကဒေါင်90စဝိုင်းချမ်းဒေါင်တွေတူကြတယ်เนาะအဲ့လိုမှတ်မယ်เนาะ corollary 1.2ပြန်ပြောကြည့်ပါအောင်စဝိုင်းချမ်းရဲ့90ဒီဂရီထောက်လို့စဝိုင်းချမ်းရဲ့ဒေါင်90စင်မီဆိုင်ကစင်မီဆိုင်ကဒေါင်90စဝိုင်းချမ်းတွေတချမ်းတောင်းတွေတူကြတယ်လို့ပြောတာเนาะတချမ်းပဲရှိတာဟုတ်တချမ်းတောင်းတွေတူကြတယ်ပြောကြည့်ပါအောင်စင်မီဆိုင်ကဒေါင်90တချမ်းတောင်းတွေတူကြတယ်စီမီဆိုင်ကတောက်90တချမ်းတောက်တွေတူကြတယ်ဟုတ်တယ်နောက်တစ်ခါပြန်ပြောကြည့်ပါအောင်စီမီဆိုင်ကတောက်90တချမ်းတောက်တွေတူကြတယ်90နောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်အဲ့ဒါစဝိုင်းချမ်းအတွင်းမှာနော်စတုကံတို့ကဘယ်လိုပြောလဲ quadrilateral လို့မပြောဘူးလား quadrilateral ဆိုတာဘာပြောရလဲစတုကံပြောတာနော်အဲ့တော့စဝိုင်းတွင်းကြ180နော်ဆိုင်တောင်ချင်းဆိုတာစဝိုင်းတွင်းကြစတုကံရဲ့အတွင်းမျက်နှာဆိုင်ဆိုတာမျက်နှာချင်းဆိုင်ပြောတာဒီလိုမျက်နှာချင်းဆိုင်နော်ဒီလိုမျက်နှာချင်းဆိုင်ဒီလိုမျက်နှာချင်းဆိုင်ဒါဆိုရင် angle A နဲ့ angle B နဲ့ပေါင်းကြဘယ်လောက်ဒီဂရီလဲ180ဟုတ်လား angle B နဲ့ angle D နဲ့ပေါင်းခြင်းဟာ180ရှိပြီးတော့ angle A နဲ့ angle C ကလည်းဘယ်လောက်လဲ180ရှိเนาะအဲ့တော့ quadrilateral စဝိုင်းတွင်း180ဆိုင်တောင်ချင်းเนาะဗမာလူပဲမှတ်ဘယ်လိုမှတ်မလဲဆိုလို့ရှိရင် quadrilateral ဆိုတာဘာလဲစတုကံเนาะအဲ့တော့ quadrilateral စဝိုင်းတွင်း180ဆိုင်တောင်ချင်းဆိုင်ဆိုတာဘာပြောလာတယ်မျက်နှာချင်းဆိုင်တောင်းတင်ကြတာလေးဒီလိုပဲရေးလိုက်မယ်เนาะအဲ့တော့မျက်နှာချင်းဆိုင်တောင်းတစ်စုံပေါင်းခြင်းက180ရှိတယ်လို့ပြောတာစဝိုင်းတွင်းဆိုတာစဝိုင်းတွင်းကြစတုကံပြောတာเนาะကဲလိုက်ဆိုကြည့်ပါအောင် quadrilateral စဝိုင်းတွင်း180ဆိုင်တောင်ချင်းပြောကြည့်ပါအောင်quadrilateral စဝိုင်းတွင်း180ဆိုင်တောင်ချင်းနောက်တစ်ခါပြန်ပြော quadrilateral စဝိုင်းတွင်း180ဆိုင်တောင်ချင်းအဲ့ဒါတို့က theorem 2လို့ခေါ်တယ်ဘာလို့ခေါ်လဲ theorem 2ဘယ်လိုပြောကြည့်ပါအောင်ဒါ quadrilateral စဝိုင်းတွင်း180ဆိုင်တောင်ချင်းအဲ့တော့ဒီစားလေးဒီပုံလေးဆွဲမယ်ပေါ့နော်ဟုတ်တယ်ချက်ကြည့်ပါchloride နောက်တစ်ခုနောက်တစ်ပုံဆိုနောက်တစ်ပုံလေးဆက်တင်လိုက်မယ်နော်ဟုတ်တယ်နောက်တစ်ပုံကကြာပါလဲဆိုလို့ရှိရင်အဲ့ဒီစဝိုင်းတွင်းကြစတုကံမှာပဲသူဆက်ဆွဲလိုက်နော်ဆက်ဆွဲလိုက်တယ်အဲ့ဆွဲတဲ့အမှတ်လေးက P ဒါကြတော့ AB ပေါ့ AB ကနေ P ကိုဆက်ဆွဲတယ်နောက်တော့က DC အလဲကတော့ဘိုးရှိတယ်နော်ဒါလိုဆက်လိုက်လို့ရှိရင်တို့က quadrilateral စဝိုင်းတွင်းဖြစ်သွားတယ်နော်အဲ့တော့ဆက်ဆွဲထောင်းနေဖြစ်လာတယ်ဆက်ဆွဲထောင်းဖြစ်လာတဲ့အခါမှာဒီမှာအပြင်တောင်းကဘာတူလဲအပြင်တောင်းကB ဒီတောင်းကထောင်း B ထောင်း B ကိုပြောမယ်ဆိုရင်ဘယ်လိုပြောမလဲ angle PBC လို့ပြောမယ်ဟုတ်တယ်မလားဒီတောင်း B ကိုပြောရင်ဒါအပြင်တောင်း angle PBC ဟာနော်ဘယ်သူနဲ့ညီလဲဆိုလို့ရှိရင်ဆက်ဆွဲထောင်းကသူ့ရဲ့မျက်နှာချင်းဆိုင်ကအတွင်းရဒေါင်း D နဲ့တွားညီနော် equal to ဒေါင်း D ဒါရုပ်ဒီလိုမှတ်ရင်တို့ကခတ်တယ်နော်အဲ့တော့ဆက်ဆွဲဖြစ်လာ
ပြင်တောင်းဟာလိုက်ပြောပါအောင်ဆက်ဆွဲဖြစ်လာဆက်ဆွဲလိုက်တဲ့အခါမှာအပြင်တောင်းဖြစ်လာလေအဲ့ဒါကိုပြောတာနော်ဆက်ဆွဲဖြစ်လာအပြင်တောင်းဟာဆက်ဆွဲဖြစ်လာအပြင်တောင်းဒါလေးကတောင်းတင်နေတာနော်အပြင်တောင်းဟာအတွင်းဆိုင်တောင်းပါအတွင်းဆိုင်ဆိုတာအတွင်းမျက်နှာချင်းဆိုင်တောင်းနဲ့ညီတယ်လို့ပြောတာနော်ဆက်ဆွဲဖြစ်လာအပြင်တောင်းဟာအတွင်းဆိုင်တောင်းပါပြောကြည့်ပါအောင်ဆက်ဆွဲဖြစ်လာအပြင်တောင်းဟာအတွင်းဆိုင်တောင်းပါအတွင်းဆိုင်ဆိုတာဘာပြောရလဲအတွင်းမျက်နှာချင်းဆိုင်ကိုပြောတာဒီမှာလေတောင်းဒီအပြင်တောင်းရဲ့မျက်နှာချင်းဆိုင်ကဘာတူလဲတောင်းဒီမဟုတ်ဘူးလားတောက်ပြီအားကြောင့်အန်က PC ကတောင်းဒီနဲ့ညီတယ်ဒါကြီးကိုမှတ်ရင်အဲ့တော့အတူကောင်နည်းလေးကဘာလဲဆက်ဆွဲဖြစ်လာအပြင်တောင်းပါအတွင်းဆိုင်တောင်းပါအတွင်းဆိုင်ဆိုတာအတွင်းမျက်နှာချင်းဆိုင်တောင်းကိုပြောတာနော်ဟုတ်ပြီကဲဒါဆိုတို့တန်းချက်ချိုးလို့ရပြီ quadrilateral စဝိုင်းတွင်180ဆိုင်တောင်းခြင်းပြောကြည့်ပါဦး quadrilateral ဆိုင်တောင်းခြင်းစဝိုင်းစဝိုင်းတွင်180ဆိုင်တောင်းခြင်းအဲ့ဒါဘာပြောရလဲစဝိုင်းတွင်ရစုံတူကအတင်းပြလိုက်ခြင်းနောက်ဆုံးပေါင်းခြင်းသည် 180 ရှိတယ်လို့ပြောတာနောက်တစ်ခုကကြတော့ဆက်ဆွဲဖြစ်လာပြင်တောင်းပါအတွင်းဆိုင်တောင်းပါဟုတ်ပြီနော်ကဲအဲ့ဒါကြဘာပြောရလဲအပြင်ကိုဆက်ဆွဲလိုက်တဲ့ဒီတောင်းဟာဘာဖြစ်လဲသူ့ရဲ့အတွင်းမျက်နှာတောင်းနဲ့ညီးတယ်ဒါလေးကိုကြတော့ corollary 2.1 လို့ခေါ်တယ်ဘာလို့ခေါ်လဲ corollary 2.1 အတူကဝေးရေးလိုက်တော့နော် corollary 2.1ဟုတ်ပြီအဲ့သုံးခုမှတ်လို့ရလားဒါဟုတ်ရတယ်အဲ့ corollary 1.2ရအဲ့ corollary 1.2ကလွယ်လေးပဲလေစဝိုင်းချမ်းလေစဝိုင်းချမ်းဘယ်လိုခေါ်လဲ semi cycle လို့မခေါ်ဘူးလား semi cycle တောင်90တချမ်းတောင်းတွေတူကြတယ်မလေးအငယ် AC ချမ်းတော့ဘယ်လိုဒီမှာတချမ်းပဲရှိတာလေဒီဘက်တချမ်းမှာပဲရှိရလေတွေ့လားအဲ့တော့ semi cycle တောင်90တချမ်းတောင်းတွေတူကြတယ်ဟုတ်ပြီတောင်90ဆိုတော့ကွာစဝိုင်းချမ်းအတွင်းရှိတောင်းသည်190ဒီဂရီဖြစ်တယ်90ဒီဂရီဖြစ်တယ်အဲ့ဒါမှတ်နိုင်ရပြီ